တော့တဲ့ပေးဖို့တယောက်တည်းညီလေးတွေတပည့်လေးတွေကသူတို့ခိုင်းထားပြီးပြီ6အိမ်လောက်ဒီနေ့ကထပ်တိုးတာတွေနဲ့အဲ့ဒါလေးတွေခေါ်တာနဲ့အသစ်ဆင်ပေးရမယ့်အိမ်လေးတွေနဲ့6အိမ်လောက်သူတို့တပည့်စင်နေနဲ့ခိုင်းထားပြီးပြီအခုလေးမှဖုန်းဆက်ခေါ်လာတဲ့အိမ်တွေကကိုယ်တိုင်တော့ပြီးမှဆင်ပြေတော့မှာညီလေးတွေကိုကျွန်တော်စုပြုံပြီးခိုင်းလို့မရဘူးစုပြုံပြီးခိုင်းလိုက်ရင်ဒီကောင်တွေကစိတ်ညစ်သွားပြီးတော့ဒေါသထွက်ပြီးကျွန်တော်ပြန်အော်အဲကျွန်တော်တို့ကြောက်လို့မလို့ကျွန်တော်တယောက်ထပ်သွားဆင်ပေးရမယ်ကိုယ်တိုင် CDB သွားဆင်ပေးရမယ်ဆိုတော့ရေစက်က CDB တက်ဆင်ဖို့တခုတည်းမဟုတ်ဘူးသွားဆင်ပေးရမယ်အရင်ကြီးကြီးနဲ့အရင်ကလေးတွေနဲ့ကျွန်တော်နဲ့အကျော်စားရင်စကားပြောလို့ရအောင်ဆိုကျွန်တော်ကြော်ဝယ်တော့ပြီးတာအကျော်စားမယ်ကြီးတို့ယူနေချင်မရှိဘူးဆိုရင်လက်ဖိတိုက်ခိုင်းမှရမယ်လက်ဖိတိုက်ခိုင်းစကားတွေပြောအလာပါတလာပါလေးတွေပြောပြီးအချိန်ဖြုံးမှဖြစ်ပါတယ်CDB သွားစင်ပေမဲ့သွားလိုက်လာလိုက်သူတို့လိုအပ်တာကူညီပေးလိုက်နေဒီသားသူလိုရအောင်ဖြစ်နေပြီကြီးတော့လည်းသဘောကောင်းတယ်သူတို့ကရောက်လာရင်အေးပါညာတိုက်သမင်းတွေပါလေခေါ်ကြည့်နေလှုပ်ရှင်လို့တော့မှဆက်ဆံရေးတော့မဟုတ်တကယ်မိသားစုလိုမျိုးဖြစ်နေမိတ်ဆွေလုပ်ငန်းရှင်များလူကြီးမင်းများခင်ဗျာလူကြီးမင်းတို့လုပ်ငန်းအတွက် CDB အသစ်တက်ဆင်နေတာဖြစ်ဖြစ်လျှက်စစ်မီပြုပြင်တက်ဆင်နေတာဖြစ်ဖြစ်ဆိုလာတက်ဆင်နေတာဖြစ်ဖြစ်ကျွန်တော်တို့ခင်ကေ group ကိုဆက်သွယ်နိုင်ပါတယ်ဒါတွေအားလုံးကို one stop service ဖြစ်အထူးဝန်ဆောင်မှုပေးပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ CDB သွားဆင်လိုက်ပါဦးမယ်ကြီးရင်နှွေးရှိရရင်နှွေးအကျော်စားမယ်လေလားစားမယ်ဒီမှာလားจ้าကြီးတို့စားဖို့ငါဝယ်ပြပါနေငါဝယ်လည်းတွေ့လားတော့ပဲမလေးရပြီဟေးမပြေတော့ပဲရပြီလက်ဖိလည်းရတယ်ရေဘူးလည်းရတယ်ဘာဒီတာတော့မတတ်တာငါကြီးစားမယ်စားရင်လည်းစကားပြောမလားဟမ်ရဘာနေနေရတယ်ဘာဖြစ်ဖြစ်ရတယ်လက်ဖိရတိုင်းမလို့လားအားနဲ့ကြကြီးကောင်းပေါ့နေ့လည်းပါပေါ့အမေစားတယ်ကျွန်တော်လက်ဖိနဲ့အကျော်နဲ့